ကဲအားလုံးပဲမင်္ဂလာပါအခုပူပြင်းတဲ့ရာသီလေးမှာသမင်းစားပြက်နေတဲ့ကျွန်တော်မိတ်ဆွေတွေအခုလိုမျိုးကျွန်တော်တို့လိုမျိုးဒီငပိဒီတူးစရာလေးအရေးရင်းလေးနဲ့လိုမျိုးမြင်မြင်ရှက်ရှက်လေးပေါ့တစ်နှစ်လောက်တော့လိုက်စားကြည့်ကြပါလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ငပိရေပေါ့နော်ဒါတခွာဒီဖြစ်ပါတယ်ဒါခရမ်းကျွတ်ဒီကဒါပြက်ဒါကတော့အုံချီရလေးပါဒါလေးကအုံချီရလေးပါပေါက်ပန်းဖြူဒါပေါက်ပန်းဖြူရပါဒါကကစွန်းရွက်ဒါကဟိုဟာပဲတောင်းငါးလေးပါဒါလေးတော့မသိကြတယ်ဒီတရားကင်းဟုတ်ကဲ့အဲ့လိုလိုက်စားကြပါဦးနော်ဒီရမိုက်တွေပြ share မွေးတာအားလုံးပဲစားကြပါဦးဒါတော့ငါ6ဒါဒီကငါ6ကျော်လေးပါအုံချီရွက်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုအဆုံးထိကြည့်ပေးရတဲ့အတွက်